ကျွန်တော်တို့တိုင်းရင်းသားတွေကတကယ်ရောသမ္မတဖြစ်တာလည်းမြင်ချင်တယ်ဆိုတော့အခုဖွဲ့စည်းပုံတိုင်းဆိုရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့တိုင်းရင်းသားခင်ဗျားတို့ဗာပေးချင်တယ်အများဆုံးပေးမှခွဲတန်းရနော်ဘာအာဏာမှမရှိတဲ့ဒုတိယသမ္မတပေးမယ်အဲ့ဒါမျိုးကျွန်တော်တို့မလူချင်တော့ဘူးတိုင်းရင်းသားတွေအဲ့ဒါပူတာလို့ချင်တယ်အာဏာရှိတဲ့သမ္မတလူချင်တယ်ကျွန်တော်တို့လုပ်နိုင်တယ်ခင်ဗျားခက်တယ်ဆိုတော့ပြောတာကျွန်တော်တို့ကိုခွင့်ကြီးပေးကြည့်ဒီတိုင်းပြည်မှာနှစ်ပေါင်း60ခင်ဗျားတို့ဗမာလက်ထက်မှာနိုင်ငံတော်ရဲ့အာဏာအားလုံးကကင်ထားတယ်ကျွန်တော်တို့တိုင်းရင်းသားကိုတစ်ထည့်ပေးကြည့်ပါကျွန်တော်တို့လုပ်တတ်တယ်ခင်ဗျားတို့ကောင်းဘူးလုပ်ပေးမယ်ပြည်နယ်အရေးရအားလုံးမှာတာဝန်အစည်းဆုံးကပြည်နယ်လွှတ်တော်နဲ့ပြည်နယ်ဘာခေါ်မလဲဝန်ကြီးချုပ်ဖြစ်ပါတယ်နော်ဆိုတော့ပြည်နယ်ကိစ္စသူတို့အားလုံးဆောင်ရွက်လို့ရတယ်စီမံလို့ရတယ်ခံခွေလို့ရတယ်ဒါပေမဲ့ပြည်ထောင်စုကြတော့အဲ့ဒီပြည်နယ်အားလုံးကပေါင်းပြီးတော့ပိုင်ဆိုင်ပြီးတော့ပေါင်းပြီးတော့စီမံခံခွေတာဖြစ်တယ် Federation ဆိုတာကိုပိုင်အုပ်ချုပ်ခြင်းနဲ့စုပေါင်းအုပ်ချုပ်ခြင်းကိုပေါင်းဆက်ထားတာဖြစ်တယ်ပြည်ထောင်စုကဘယ်သူမှမပိုင်ဘူးဗမာလည်းမပိုင်ဘူးချင်းလည်းမပိုင်ဘူးတိတ်တော့မလွယ်တော့ဘူးထင်တယ်လွယ်ပါတယ်လို့ရင်တော့ထောက်စီဖွေးစီပုံရကမုတ်ကမလှုပ်ထားတာလေများလွန်းလို့ဒါတွေကိုပြင်ဖို့လိုတယ်ဒီလိုပြင်ဖို့အဲ့ဒီတော့ဒီလိုပြင်တဲ့ကာလအတွင်းမှာကျွန်တော်တို့လက်ရှိလုပ်နေတဲ့လူတွေကိုလည်းကျွန်တော်တို့ power sharing လုပ်လိုက်ဒီကြားထဲမှာကျွန်တော်တို့ပြင်တင်တာပြင်ပြီးတော့ကျွန်တော်ပွန့်ပွန့်လင်းလင်းပဲပြောချင်တာဗျာနှစ်လောက်အတွင်းမှာဒီဖွဲ့စည်းပုံကိုပြင်